အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အိမ်မှာပဲကကြီးကိုက်အလွယ်ကြော်စားဖြစ်တယ်အသားမပါပဲကျုံနဲ့ပဲကြော်ပေမဲ့အရန်စားလို့ကောင်းတာမို့ဂျုံနီးလေး share ပေးလိုက်ပါတယ်နော်ကကြီးကိုက်ကြော်ဖို့အတွက်ကြော်မဲ့အိုးရဲစီနည်းနည်းထည့်တယ်စီများရင်အီမာဆိုးတဲ့အတွက်နည်းနည်းပဲသုံးပါတယ်စီသိမ့်မပူခင်ကျုပ်ဖောက်ထည့်တယ်နှစ်ပွဲစာအနေထားအတွက်ကျုပ်လေးလုံးထည့်တယ်ကျုပ်ရီတေချာကြေသွားပြီဆိုရင်အိုးတစ်ဖက်ခဏကတ်ထားပြီးတော့စနည်းနည်းထည့်တယ်အလွယ်ကြော်ရာဆိုတော့အချိန်ကုန်သက်သာအောင်စက်သွန်ပြူကြော်ပြီးသားပဲသုံးပါတယ်ငရုတ်သီးအကြမ်းမှုန့်ကိုအဆက်စားနိုင်တဲ့လောက်ထည့်တယ်နှံ့အောင်ခဏမှွေပြီးတော့ပဲပြုတ်ထည့်တယ်ပဲပြုတ်ကပြုတ်ပြီးခဲထားတာဆိုတော့နည်းနည်းပြော့သွားအောင်ခဏမှွေပါတယ်အရသာအတွက်ခရုစီပဲငပြာကြီးအနောက်ပဲငပြာကြီးအကြီးနဲ့စက်သားမှုန့်နည်းနည်းထည့်တယ်အရသာနှံ့သွားအောင်နည်းနည်းမှွေပြီးရနဲ့ပဲပင်မောက်ထည့်ပါတယ်တချို့ကပဲပင်မောက်ကျွတ်လေးကြိုက်ကြတာမို့နောက်ဆုံးမှထည့်ပေမဲ့ဧကရီကတော့အစိမ့်နဲ့ရတာမကြိုက်တဲ့အတွက်အခုတခါတည်းထည့်ပါတယ်ပဲပင်မောက်နည်းနည်းနွမ်းသားတော့မှညှက်ဖက်ထည့်ပါတယ်အရသာနှက်အောင်တေချာမှွေပြီးရင်တော့အရန်စားလို့ကောင်းတဲ့ကကြီးကိုက်လေးရပါပြီတချို့ကမကြီးနှစ်ကလေးထည့်ပြီးကြောကြပါမယ်ဧကရီကတော့ဒီအတိုင်းအချင်းမပါရရတာလေးပိုကြိုက်တဲ့အတွက်ဒီနေ့တိုင်းပဲကြောပါတယ်ကျေးဇူးတင်ပါတယ်ရှင်